လွတ်လပ်ရေးတို့သွားရခီးလန်းသည်မိသည့်အခါမှဖြောင်းတန်းချုံမှုနေသည်မဟုတ်လက်ချက်သမားတို့သည်၎င်းတို့၏အုပ်စိုးမှုကိုဘယ်သောအခါမှလိုအလျောက်စွန့်လွတ်လိုက်မည်မဟုတ်နိုင်ငံတကာလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းစဉ်နှင့်အပြည်ပြည်ဆိုင်ရာနေချက်စနစ်၏အခြေခံသဘောတရားများကိုနည်းနည်းလေးလာလိုက်စားကြသောကမ္ဘာတွေးခေါ်ပညာရှင်ကြီးများသည်လွတ်လပ်ရေးနှင့်နေချက်စနစ်၏သဘာဝလက္ခဏာများကိုထပ်ပါအတိုင်းအတိတ်ပဲဖွင့်ဆိုကြသည်ဤအတိတ်ပဲဖွင့်ဆိုချက်များသည်တွေးထွေးအောင်မှန်ကန်လာကြောင်းကိုဒုတိယကမ္ဘာစစ်ကြီးပြီး1945ခုနှစ်နောက်ပိုင်းဗီယက်နမ်နိုင်ငံ၏အခြေအနေအဖြစ်အပျက်များကသက်သေပြခဲ့သည်ဟိုချီမင်းသည်နှစ်ပေါင်း40ညကာလပတ်လုံးအခက်အခဲအမျိုးမျိုးကိုကုကျုံးမဖက်ပဲကြော်လွှားဖြတ်တန်း၍ကြိုးပမ်းလာခဲ့ပြီးနောက်1945ခုနှစ်စက်တင်ဘာလ2ရက်နေ့တွင်ဗီယက်နမ်လွတ်လပ်ရေးကိုကြေညာနိုင်ခဲ့သည်ဤသို့ဖြင့်လွတ်လပ်ရေးသို့တွားရခီးလန်းသည်ချောင်းတန်းချုံမွေမနေုံသားမကအကွေးအကောက်အနေအညက်အတက်အဆင်းတို့ဖြင့်သူညောင်ကလောက်ကတဲ့ပေါ်များလှသည့်ခီးချမ်းကြီးဖြစ်ကြောင်းကိုယ်တိုင်ကိုကြကြုံတွေ့ခဲ့ရသောဟိုချီမင်းသည်လွတ်လပ်ရေးကြေညာပြီးမကြမီပင်နေချက်သမားတို့မြည်သည်၎င်းတို့အုပ်စိုးမှုကိုလိုလျောက်စွန့်လွတ်ခြင်းမရှိဟုသောသဘောတရားကိုညဝါထင်ထင်သိမြင်လာခဲ့သည်ပြင်သစ်နေချက်သမားများသည်ဒုတိယကမ္ဘာစစ်ကြီးပြည်တွင်အင်ဒိုချိုင်းနာကျွန်းဆွယ်ဒေသကိုရခင်စစ်ကြီးမဖြစ်မီကလိုပြန်လည်သိမ်းပိုက်၍ကျုံလို့အုပ်စိုးရန်တေချာပေါက်ကြံရွယ်ထားကြသည်သို့သောဟိုချီမင်းဥဆောင်သည့်လက်နက်ကိုင်ဗီယက်မင်းကြောက်ကြားတပ်များကဂျပန်တို့ကအပြေးပိုင်မောင်းထုတ်၍ချင်းမြန်လက်မြန်ဗီယက်နမ်လွတ်လပ်ရေးကိုကြေညာလိုက်ခြင်းဖြင့်ပြင်သစ်တို့၏အကြံစီမှာပြည့်ပြဲခဲ့ရသည်1945ခုနှစ်စက်တင်ဘာလ2ရက်နေ့ကဟိုချီမင်းကိုယ်တိုင်ကြေညာလိုက်သောဗီယက်နမ်လွတ်လပ်ရေးကြေညာချက်ကိုကြားလိုက်ကြသောအခါပြင်သစ်တို့မှာအလစ်တွင်အငိုင်းမိသလိုဖြစ်သွားကြ၍အကြီးအကျယ်ဒေါပွားသွားကြသည်ထိုအချိန်ကပြင်သစ်တို့၏အရှေ့ပြားဆိုင်ရာစီဦးစီးချုပ်တာဝန်ကိုထမ်းရွက်နေသောဗိုလ်ချုပ်ကြီးလက်လက်သည်တီဟိုကျွန်းသို့ရောက်ရှိလာခဲ့သည်ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံထူထောင်လိုက်သည်နှင့်အတူဟိုချီမင်း၏လွတ်လပ်ရေးကြေညာချက်ကြီးကိုကြားရလျင်ကြားခြင်းဗိုလ်ချုပ်ကြီးလက်လက်သည်ဒေါပွားကြီးပွား၍တံပြန်ကြေညာချက်တစ်စောင်ကိုမဆိုင်မတွထုတ်ပြန်ခဲ့သည်ယင်းကြေညာချက်တွင်ပြင်သစ်တို့အနေဖြင့်အင်ဒိုချိုင်းနာကျွန်းဆွယ်ဒေသ၌မိမိတို့၏ရသင့်ရထိုက်သမျှသောအခွင့်အရေးများကိုရယူသွားရန်တနိဋ္ဌာန်ချက်ထားပြီးဖြစ်ကြောင်းနှင့်အကယ်၍လိုအပ်ပါကယင်းကိစ္စအတွက်အင်အားကိုအသုံးပြုရန်အသင့်ရှိနေကြောင်းများကိုလေတံတင်းတင်းဖြင့်ထည့်သွင်းဖော်ပြခဲ့သည်အင်အားကိုအသုံးပြုရန်အသင့်ရှိသည်ဟုသောသဘောထားကိုပြင်သစ်ဗိုလ်ချုပ်ကြီးလက်လက်ကစာရွက်ပေါ်တွင်သာမဟုတ်ပဲလက်တွေ့အားဖြင့်လည်းဖော်ပြခဲ့သည်ဗီယက်နမ်လွတ်လပ်ရေးကြေညာပြီးတနင်္ဂနွေ3ပတ်မြအကြာတွင်ပြင်သစ်စစ်သားများကိုတင်ဆောင်လာသောဗြိတိရှစစ်သည်များသည်ဗီယက်နမ်တောင်ပိုင်းဆိုင်ဂုံမြို့သို့ဆက်ရောက်လာကြသည်၎င်းတို့သည်ဗိုလ်ချုပ်ကြီးလက်လက်၏အမိန့်အရဆိုင်ဂုံမြို့ကိုသိမ်းပိုက်ရန်ရောက်ရှိလာခြင်းဖြစ်ရာဗီယက်မင်းတပ်များကအသိမ်းမခံဘဲခုခံကြသည်ဤတွင်ပြင်သစ်နှင့်ဗီယက်နမ်တို့အတီလင်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်ပြင်သစ်တို့သည်ဆိုင်ဂုံမြို့ကိုသာမကဗီယက်နမ်တနိုင်ငံလုံးကိုပါသိမ်းပိုက်ရန်ကြိုးစားခဲ့ကြသည်ဗီယက်မင်းလက်နက်ကိုင်တပ်များကလည်းအစွမ်းကုန်ခုခံကာကွယ်ကြသဖြင့်ဗီယက်နမ်တောင်ပိုင်းတစ်ခုလုံးတွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားလာခဲ့သည်ဤတော့တွင်ဟိုချီမင်းဦးဆောင်သောဗီယက်နမ်အစိုးရတပ်မှပြင်သစ်နယ်ချက်သမားများ၏ကျူးကျော်ဝင်ရောက်မှုကိုတမျိုးသားလုံးခုခံတိုက်ခိုက်ကြရန်အပူတပြင်းလှုံ့ဆော်ပြင်ဆင်ရန်အခြားတစ်ဖက်မှကြီးမားလာသည့်အကြက်တစ်ခုကိုရင်ဆိုင်ဖြည့်ရှင်းနေကြသည်ရင်းကြက်တဲမှာအခြားမဟုတ်ရေလွှမ်းမှုသဖြင့်လေယာကမ်းကြုံများပျက်စီးကာအငတ်ဘေးကြီးဆက်ရောက်နေခြင်းဖြစ်သည်ထို့သောဗီယက်နမ်အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတစ်ခုလုံးတွင်ရေလွှမ်းမှုခြင်းနှင့်အငတ်ဘေးကြီးဆက်ရောက်ခြင်းတို့ကြောင့်လူပေါင်း2 တန်းကျော်သေကျေပျက်စီးခဲ့ရသည်တို့ဖြစ်ရာဟိုချီမင်းနှင့်အစိုးရအဖွဲ့ဝင်အလုံးတို့သည်ဗီယက်နမ်အမျိုးသားစစ်တမ်းကျော်တို့ခံစားနေကြရသည့်အငတ်ပြဿနာကြီးကိုဖြေရှင်းနေကြရသည်ရေလွှမ်းမှုခြင်းခံရသည့်ဒေသများသို့ကယ်ဆယ်ရေးဖွဲ့များအမြန်စေလွတ်ကာအစားအစာဆေးဝါးအဝတ်ထည်စသည်များပေးဝေခြင်းအနှွိုင်းပါဝင်မျိုးကြီးများတွင်ကယ်ဆယ်ရေးရန်ပုံငွေများကောက်ခံခြင်းအငတ်ပြဿနာဖြေရှင်းရေးအတွက်ရေတိုရေရှည်စီးပွားရေးစီမံကိန်းများရေးဆွဲသတ်မှတ်ခြင်းစသည့်လုပ်ငန်းများကိုနေရောညပါဆောင်ရွက်နေကြရသည်ဤအချိန်မှာပင်ပြင်သစ်နယ်ချက်သမားများသည်ဗီယက်နမ်တောင်ပိုင်းသို့ပြန်လည်ဝင်ရောက်လာကြပြီးနောက်ဗီယက်နမ်တမျိုးသားလုံးကိုကျွန်းတပေါက်ဘဝသို့ပြန်ပို့ရန်လှုံ့ဆော်လာကြခြင်းဖြစ်သည်ဟိုချီမင်းနှင့်သူရဲဘော်များသည်တစ်ဖက်တွင်တဘာဝရန်သူဖြစ်သောရာသီဥတုဖောက်ပြန်မှုတံကိုအစွမ်းကုန်တွန်းလှန်ရန်ခြားတစ်ဖက်မှပြင်သစ်နယ်ချက်သမားများ၏ကျူးကျော်မှုကိုပြည်သူတရားလုံးခုခံကြရန်အပြင်းထန်ဆောင်ရွက်ကြရသည်ယင်းသို့ပြင်သစ်နှင့်ဗီယက်နမ်တပ်များ
ဗီယက်နမ်တောင်ပိုင်းတပ်ပွဲများဖြစ်ပွားနေကပြင်သစ်နိုင်ငံကြီးတွင်လည်းစစ်ကြီးကာလနိုင်ငံရေးအပြောင်းအလဲများဖြစ်ပွားလာခဲ့သည်ဂျာမန်ဖက်စစ်များအားပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့်ပြင်သစ်လက်ဝဲဝါဒီများမျိုးချစ်ပုဂ္ဂိုလ်များနှင့်တိုးတက်သောခေါင်းဆောင်များသည်ဗိုလ်ချုပ်ကြီးတီကောဦးစီးသည့်အမျိုးသားညွန့်ပေါင်းအစိုးရကိုဖွဲ့စည်းခဲ့ကြသည်ယင်းအစိုးရအဖွဲ့တွင်ပြင်သစ်ကွန်မြူနတီခေါင်းဆောင်တဦးဖြစ်သူမော်ရစ်တော်ရက်ကိုတိုင်ဒုတိယဝန်ကြီးချုပ်အဖြစ်ပါဝင်လာခဲ့သည်တို့ဖြစ်ရာစစ်ကြီးကာလနိုင်ငံရေးနှိုးကြားတက်ကြွမှုများနှင့်အတူကိုလိုနီဖြစ်သိမ်းရေးကျူးကျော်တမ်းများအတိုင်းတိုင်းပြည်တွင်ဟဲ့အော်ကျူးကျော်ကြရမှပြင်သစ်အစိုးရအဖွဲ့နှင့်ပြင်သစ်နိုင်ငံရေးပါတီများအတွင်းတွင်လည်းရင်းကျူးကျော်တမ်းများပေါ်ပေါက်လျက်ရှိနေခဲ့သည်ထို့သောအခြေအနေများကိုအကြောင်းပြု၍ပြင်သစ်အစိုးရသည်ဗီယက်နမ်တွင်ဖြစ်ပွားလျက်ရှိသည့်ပြင်သစ်ဗီယက်နမ်လက်နက်ကင်တပ်ဖွဲ့ရစရေးအတွက်စစ်ဆက်ဆွေးနွေးရန်စိတ်တည်နေဆိုသူအားဗီယက်နမ်သို့ဆေလွှတ်ခဲ့သည်ဟိုချီမင်းသည်ပြင်သစ်ကိုယ်စားလှယ်စိတ်တည်နေနှင့်ကပြင်သစ်ဗိုလ်ချုပ်ကြီးလက်တို့ကိုကောင်းမွန်စွာလက်ခံတွေ့ဆုံ၍ဗီယက်နမ်သည်လုံးဝလွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့်မိမိတို့အစိုးရဖွဲ့သည်တရားဝင်အစိုးရဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်စိတ်တည်နေနှင့်ဗိုလ်ချုပ်လက်တို့ကလည်းဗီယက်နမ်မြေပေါ်မှပြင်သစ်တို့ရတဲ့ရထိုက်သောအကျိုးစီးပွားများကိုတင်ပြတောင်းဆိုခဲ့သည်ဟိုချီမင်းသည်ယင်းတို့ပြင်သစ်ကိုယ်စားလှယ်များကိုခေါင်းအေးထား၍အာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ်ကမ္ဘာကအသိမှတ်ပြုစီရန်နှင့်မိမိတို့အစိုးရအဖွဲ့အားခိုင်မာသောအစိုးရအဖွဲ့ဖြစ်လာစေရန်မူလကြံရွယ်ချက်အတိုင်းလိုအပ်သမျှတို့ကိုလှုပ်ဆောင်ခဲ့သည်ရင်းလုပ်ငန်းစဉ်အရ1946ခုနှစ်ဇန်နဝါရီလ6ရက်နေ့တွင်ထွေထွေရွေးကောက်ပွဲကြီးကိုစိုးဝါးနေသည့်ခြေနေများကြားမှပင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပပြုလုပ်ခဲ့သည်မြို့သားလွှတ်တော်အတွက်ပြည်သူ့ကိုယ်စားလှယ်ဦးရေ300ရွေးကောက်တင်မြှောက်ရန်သတ်မှတ်ထားခဲ့ရာအဆိုပါထွေထွေရွေးကောက်ပွဲကြီးတွင်ဗီယက်မင်းကောဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးမှကိုယ်စားလှယ်ဦးရေ230အရွေးခံခဲ့ရသည်ထို့နောက်ပထမဆုံးမြို့သားလွှတ်တော်အစည်းအဝေးကြီးကို1946ခုနှစ်မလ29ရက်တွင်ကျင်းပခဲ့သည်နောက်တစ်နေ့တွင်မူထုံးနှန်းစင်လာအရနိုင်ငံတော်သမ္မတရွေးကောက်ခဲ့ကြရာလွှတ်တော်တရက်လုံးကဟိုချီမင်းအားသမ္မတအဖြစ်တညီတညွတ်ထဲရွေးကောက်တင်မြှောက်ခဲ့ကြသည်ယင်းတို့လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအနေဖြင့်လှုပ်တဲ့လှုပ်ထိုက်သူများကိုလှုပ်ခဲ့ပြီးနော်ဟိုချီမင်းသည်သမ္မတရာသူလက်ခံပြီး၄ရက်ကြာမလ6ရက်နေ့တွင်ပြင်သစ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီးနှစ်ဦးနှစ်ဖက်သဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့သည်ယင်းသဘောတူညီချက်တွင်ပြင်သစ်တို့ကဗီယက်နမ်အားလွတ်လပ်သောဒီမိုကရေစီသမ္မတနိုင်ငံအဖြစ်၎င်းကိုယ်ပိုင်အစိုးရကိုယ်ပိုင်လွှတ်တော်ကိုယ်ပိုင်တပ်မတော်နှင့်ကိုယ်ပိုင်ဗဏ္ဍာရေးများရှိသည့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်၎င်းအတိအမှတ်ပြုရန်သဘောတူခဲ့ကြသည်အပြန်အလှန်အားဖြင့်ဗီယက်နမ်အစိုးရကဗီယက်နမ်နိုင်ငံအားပြင်သစ်အုပ်စုဝင်နိုင်ငံအဖြစ်ထားရှိရန်ဗီယက်နမ်မှပြင်သစ်တို့၏စီးပွားရေးနှင့်ယဉ်ကျေးမှုများကိုအတိအမှတ်ပြုရန်နှင့်ပြင်သစ်စစ်သား1000ခွဲကိုဗီယက်နမ်မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်ယာယီတဆွဲခွင့်ပြုရန်စသည်များကိုသဘောတူညီခဲ့ကြရသည်သမ္မတကြီးဟိုချီမင်းနှင့်ပြင်သစ်ကိုယ်စားလှယ်စိန့်တင်နီတို့မလ6ရက်နေ့တွင်အထက်ပါသဘောတူညီချက်ကိုထုတ်ပြန်ကြေညာခဲ့ပြီးနောက်တနိုင်ငံလုံးတွင်မကြေမနက်မှုများပေါ်ပေါက်လာခဲ့သည်အထူးသဖြင့်ဤသဘောတူညီချက်သည်ပြင်သစ်နယ်ချက်သမားများအပေါ်အညံ့ခံအရှုံးပေးခြင်းဖြစ်သည်ဟုဆိုကာဟိုချီမင်းအားအပြင်းထန်ဆွဆဲတိုက်ခိုက်လာကြသည်ပြည်သူလူထုတွင်သာမကကွန်မြူနစ်ပါတီနှင့်ဗီယက်မင်းအဖွဲ့ချုပ်တွင်မှချို့သောရဲဘော်များခေါင်းဆောင်များကပါဟိုချီမင်းပေါ်မကြေနပ်မှုများဖြစ်ပွားလာကြသည်အချို့သောသတင်းစာများကမူဟိုချီမင်းအားတိုင်းပြည်ရောင်းစားသူအဖြစ်ပင်ပြင်းပြင်းထန်ထန်ဆွဆဲပုတ်ခတ်ကြသည်စင်စစ်အားဖြင့်ဟိုချီမင်းသည်အထက်ပါမလ6ရက်သဘောတူညီချက်ကိုလက်ခံခဲ့ခြင်းမှာလောလောဆယ်ဗီယက်နမ်နိုင်ငံ၏နိုင်ငံရေးစီးပွားရေးစစ်ရေးအခြေအနေများအရာဖြစ်သည်ထို့အချိန်စစ်ကြီးကာလ1945-46ခုနှစ်များတွင်တရုတ်ပြည်ကြီး၌ကွန်မြူနစ်များအာဏာမရသေးပဲချန်ကေရှိတ်တက်များနှင့်တဲတဲမဲမဲတိုက်နေရဆဲဖြစ်သည့်အပြင်ဆိုဗီယက်ယူနီယံမှာလည်းဗီယက်နမ်နှင့်ခရီးအလံကောက်ဝေးလာသဖြင့်စီးပွားရေးစစ်ရေးအထောက်ပံ့များရယူရန်မလွယ်ကူပဲရှိနေသည်များကိုပါထည့်သွင်းစဉ်းစားခဲ့ရသည်အထူးသဖြင့်ဗီယက်နမ်နိုင်ငံကလေးမှာထိုအချိန်ကစစ်ကြီးဒဏ်ရာဒဏ်များကြောင့်အဖက်ဖက်ကလူချင်းပျက်စီးလျက်ရှိသည်စီးပွားရေးရပြန်လည်ထူထောင်လုပ်ငန်းများကိုအပြင်းထန်လုပ်ကင်သွားရမည့်အခါမျိုးဖြစ်သည်ဤအခါမျိုးတွင်ပြင်သစ်တပ်များနှင့်ထပ်မံတိုက်ခိုက်ကြရအောင်မည်ဆိုပါကတိုင်းပြည်နှင့်လူမျိုးပါစတဲ့တဘိုးတိုး၍နစ်နာပျက်စီးညီကိုစိုးရိမ်မိသည်တို့ဖြစ်ရာမိမိတို့အချုပ်ချာအာဏာနှင့်လွတ်လပ်ရေးကိုသာပြင်သစ်တို့ကလေးစားအသိမှတ်ပြုမည်ဆိုပါကအတိုက်အခတ်ရစဲ၍ငြိမ်းချမ်းရေးညီညွတ်ရေးနှင့်ပြန်လည်ထူထောင်ရေးများကိုလောက်ချ၍
လောက်ကင်တော်လို့သည်ထို့အပြင်စစ်ကြီးပြီးဆုံးချိန်1945ခုဇူလိုင်လနဲ့ဩဂတ်လအတွင်းကကျင်းပခဲ့သည့်အင်္ဂလန်အမေရိကန်ဆိုဗီယက်ယူနီယံကြီးသုံးကြီးတို့၏ပိုစတန်ကွန်ဖရင့်မှသတ်မှတ်ချက်အရချန်ကေရှိတ်တရုတ်တပ်များသည်ဗီယက်နမ်မြောက်ပိုင်းနှင့်အလယ်ပိုင်းတွင်ဝင်ရောက်တပ်ဆွဲလျက်ရှိနေကြသည်ကွန်မန်ဒန်ဗိုလ်ချုပ်လူဟန်ဦးစီးသောအဆိုပါတရုတ်တပ်များသည်ဗီယက်နမ်မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင်ကစင်ကလျာအကွဲကွဲပြားပြားဖြစ်နေကြသောဂျပန်တပ်များတရားဝင်လက်နက်ချရေးအစီအစဉ်များလှုပ်ဆောင်လျက်ရှိနေကြသည်အကယ်၍ပြင်သစ်တပ်များရောက်ရှိလာပါကဗိုလ်ချုပ်လူဟန်၏တရုတ်တပ်များသည်ကျင်းတော်ဝင်ကိုပြင်သစ်တပ်များအားလွှဲပြောင်းပေးပြီးနောက်တရုတ်ပြည်ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြရန်စီစဉ်ထားသည်ယင်းစီစဉ်ရာပြင်သစ်တပ်သား1500တို့အားဗီယက်နမ်မြောက်ပိုင်းနှင့်လက်ပိုင်းတို့တွင်တရုတ်တပ်များနေရာ၌စားထိုးရန်မလ6ရက်သဘောတူညီချက်တွင်ဟိုချီမင်းကလက်ခံခဲ့ခြင်းဖြစ်သည်ထိုနေ့ဟနွိုင်းမြို့ဘီထရိုဟိုတယ်စာအုပ်အတွင်း၌ကျင်းပသောပြင်သစ်ဗီယက်နမ်သဘောတူညီချက်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ပြင်သစ်ကိုယ်စားလှယ်စိန့်တီနေနှင့်ဗီယက်နမ်သမ္မတကြီးဟိုချီမင်းတို့အပြင်တရုတ်အင်္ဂလိပ်နှင့်အမေရိကန်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များပါလိလာသူများအဖြစ်တက်ရောက်ခဲ့ကြသည်နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးပြီးသောအခါပြင်သစ်ကိုယ်စားလှယ်စိန့်တီနီကဟိုချီမင်းအားယခုကဲ့သို့လက်နက်ကင်ပဋိပက္ခကြီးကိုတားဆီးနိုင်သည့်အတွက်အထူးပင်အားရကျင်းနေမိကြောင်းပြောလိုက်ရာဟိုချီမင်းကဒါပေမဲ့ကျုပ်အနေနဲ့ကတော့တိတ်ကျင်းနေလာတယ်မဟုတ်ပါဘူး။အဖြစ်လို့လဲဆိုတော့အခုကိစ္စမှာအမျက်ထွက်တာကခင်ဗျားပဲ။ကျုပ်ဒီထက်မကလိုချင်နေဆိုတာခင်ဗျားကောင်းကောင်းကြီးသိပါတယ်။ဒါပေမဲ့ဒါတွေအလုံးကိုတညာသေးနဲ့မရနိုင်ဘူးဆိုတာလဲကျုပ်သဘောပေါက်ပါတယ်ဟုပြန်ပြောခဲ့တယ်။မှန်မယ်သည်။ဟိုချီမင်းဒီဗီယက်နမ်အားပြင်သစ်အုပ်စုဝင်နိုင်ငံအဖြစ်ထားရှိရေးပြင်သစ်တပ်များဗီယက်နမ်နေမြေပေါ်တွင်စကန်ချရေးစသည့်အချက်များကိုမူအားဖြင့်လက်ခံလိုသည်မဟုတ်။သို့သောထိုချိန်ထိုအခါကမိမိနိုင်ငံနှင့်မိမိလူမျိုး၏အခြေအနေနှင့်နိုင်ငံတကာအခြေအနေအရဗီယက်နမ်လွတ်လပ်ရေးတည်တံ့ခံမြဲမှုကိုရှေ့ရှုကာမလ6ရက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။သို့သောထိုချိန်ကဗီယက်နမ်ပြည်သူများသည်ပြင်သစ်နယ်ချဲသမားများအားခါခါတီတီမုန်းတီးနေကြသည်ဖြစ်ရာပြင်သစ်ဗီယက်နမ်သဘောတူညီချက်ကိုလုံးဝလက်မခံနိုင်အောင်ဖြစ်ခဲ့ကြသည်။ပြင်သစ်တို့အလိုအကျလက်ရော့ကဲ့အညံ့ခံခဲ့သည်ဟုဆိုကာဟိုချီမင်းကိုပါမကြေမနက်ဖြစ်ခဲ့ကြသည်။တို့ဖြစ်ရာနောက်တစ်နေ့မလ9ရက်နေ့တွင်မြို့တော်ခမ်းမ၌လူထုအစည်းအဝေးကြီးတည်းကျင်းပ၍ပြင်သစ်ဗီယက်နမ်စာချုပ်ရှင်းလင်းပွဲပြုလုပ်ခဲ့ရသည်။ယင်းအစည်းအဝေးတွင်ဗီယက်နမ်လက်နက်ကိုင်တပ်များ၏စစ်ဦးစီးဗိုလ်ချုပ်ငွေရင်ကြီးရက်ကလည်းဤစာချုပ်ချုပ်ဆိုလိုက်ခြင်းမှာလုံးဝလွတ်လပ်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ရနိုင်လားလာကောင်းသောအခြေအနေကိုဖန်တီးနိုင်ရန်ဖြစ်ကြောင်း1918ခုနှစ်ကရုရှားတို့သည်ဂျာမန်တပ်များ၏ကျူးကျော်ဝင်ရောက်မှုကိုဟန့်တားနိုင်ရန်လက်လက်တော့စာချုပ်ကိုချုပ်ဆို၍ချိန်ယူခဲ့ရကြောင်းယင်းအပြစ်ခက်ရစိတ်စာချုပ်ကိုအကာအကွယ်ပြု၍တပ်မတော်နှင့်နိုင်ငံရေးအာဏာကိုကြီးထွားအောင်လှုံ့ဆော်ခဲ့ကြောင်းစသည်ဖြင့်ရှင်းလင်းတင်ပြခဲ့သည်ထိုနေ့ကဆိုပါလူထုအစည်းအဝေးကြီးသို့တက်ရောက်ခဲ့ကြသောပြင်သစ်သတင်းစာဆရာဂျီလာကိုချာကသူ့တွေ့ကြုံများကိုပြန်လည်ပြောပြခဲ့သည်ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေသည်တယောက်မျက်နှာတယောက်လှည့်ကြည့်မိပါသည်လူအုပ်ကြီးမှာခြေပြားထောက်၍ကြိတ်ကြိတ်တိုးနေကြသည်ဤခိုက်တက်မှာပဲခေါင်းဆောင်အဖိုးကြီးထွက်လာပါသည်ဖိုးကြီးသည်စစ်ဝစ်ဆောင်အဟောင်းကြီးကိုဝတ်ထား၍သူ့ခန္ဓာကိုယ်မှာရှေ့သို့ခက်ကုန်းကုန်းဖြစ်နေပါသည်ဖြူဖြော့ဖြော့ဖြစ်နေသောသူ့စိတ်ပင်များမှာလေးလာတွင်ဟွာရကျဲနေပါသည်ရွှေဝါရောင်ကျေပွန်ကြီးဖြင့်ကြီးမားလာသည့်အလံကြီးကြီးဘေးတွင်သူ့ကိုကြည့်ရသည်မှာလွမ်းလျက်နေသောလူသားမှန်တယောက်နှင့်ပဲတူနေပါသည်ကျွန်တော်တို့နားတဲ့တွင်မူလွန်ခဲ့သော24နာရီအတွင်းကအနှိုင်းမြို့လမ်းမကြီးပေါ်တွင်သူ့အားအမျိုးမျိုးဆွဆွဲပုတ်ခတ်ပြောဆိုခဲ့ကြသည့်အတန်များကိုကြားနေစေပင်ဖြစ်သည်သူအားတစ္ဆာပေါက်ရုပ်သေးတစကန်သူရဲဘော်ပြည်သူများလက်သို့တိုင်းပြည်ကိုရောင်းစားသည့်ကွန်မြူနစ်စသည်တို့ဖြစ်ပါသည်တို့ဖြစ်ရာယခုလူတို့ကြီးကသူ့အားတခဲနဲ့ဩဘာတန်ကြီးဖြင့်စီးကြိုနှုတ်ဆက်လိုက်သည်ကိုကြားလိုက်ရသောအခါမှာကျွန်တော်တို့မှာအကြီးအကျယ်အံ့အားသင့်သွားမိကြသည်ပိုင်လုံးကြီးပေါ်မှာလှည့်၍လာနေသောစိတ်အားထက်သန်မှုကြီးကိုကာစီတလိုသူ့လက်နှစ်ဖက်စလုံးလူတို့ကြီးစီတို့စိုက်တန်းခြင်းဆူးရှာသောအတန်ဖြင့်မိကွန်းစပြောပါသည်ကျုပ်တို့စုံစမ်းလေ့လာလို့သိရတဲ့လောက်ဆိုရင်ကျုပ်တို့ဟာစစ်ဆက်ရေးမလုပ်ပဲဆက်ပြီးတိုက်သွားတဲ့နယ်လို့ပြောနေကြတယ်ကျုပ်တို့ဟာလွတ်လပ်ရေးကိုစစ်ဆက်ဆွေးနွေးလို့ရနိုင်မယ်ဆိုရင်ဘာဖြစ်လို့လူတွေ9000ဒါမှမဟုတ်3သိန်းလောက်အသေးခံပါလဲနောက်ဆုံး၌သူကဟိုချီမင်းဆိုတဲ့ကျောက်ဟာခင်ဗျားတို့ကိုလွတ်လပ်ရေးခီးလန်းတစ်ချောင်းလုံးခေါင်းဆောင်လာခဲ့တယ်ကျုပ်တို့တိုင်းပြည်ရဲ့လွတ်လပ်ရေးအတွက်ကျုပ်ပေါ်တစ်ချောင်းလုံးတိုက်ပွဲဝင်လာခဲ့တယ်ကျုပ်ဟာတိုင်းပြည်ကိုတစ္ဆာဖောက်မဲ့အစားဒီနေရာတွင်အသေးခံသားမဲ့လူတယောက်ဆိုတာခင်ဗျားတို့သိကြပါလေကျုပ်ဟာခင်ဗျားတို့ကိုတ
သက်ဆောင်ဖောက်ဘူးဆိုတာကြမ်းကျင်ပြီးပြောရဲပါတယ်ဟုဒီကုန်းချုပ်လိုက်ပါတယ်ကျွန်တော်တို့မှာစင်မြင့်နဲ့အတော်အလန်းဝင်းနေတယ်ဗျာသူ့ဘာတင်ပေါ်တို့ကြာနေတော့မျက်ရည်စာများကိုမြင်ရတော့လဲသူ့တန်ကိုကြားရခြင်းဖြင့်ထိုမျက်ရည်စာများကိုမြင်ရတယ်လို့ပင်ခံစားမိကြပါသည်သူစကားကြောင့်လူတို့ကြီးမှာအကြီးအကျယ်စိတ်ထိခိုက်လှုပ်ရှားသွားပါသည်မလ6ရက်သဘောတူညီချက်ကိုထိုနေ့ကထိုနေရာမှာပဲလူတို့ကြီးကလက်ခံ၍အနိုင်ရသွားပါသည်စင်စစ်အားဖြင့်ဟိုချီမင်းသည်ထိုနေ့ထိုရက်များသည်အလွန်အကျဉ်းကျက်ကြခဲ့သောနေ့ရက်များပင်ဖြစ်သည်ဟောင်ကောင်အကျဉ်းစခန်းနှင့်ကွန်မန်ဒန်အချုပ်ထောင်များတွင်ကြားရောက်ခဲ့စဉ်ကထက်ပို၍အကျဉ်းကျက်ကြခဲ့သည်ဗီယက်နမ်အလယ်ပိုင်းနှင့်မြောက်ပိုင်းတို့တွင်တက်ဆွဲထားသောတရုတ်ကွန်မန်ဒန်တပ်များနှင့်တောင်ပိုင်းမှကြီးတက်လာမည့်တကယ်ဖြစ်နေသောပြင်သစ်တပ်သားများအကြားတွင်အခါလေသားပင်ပြည်သေးသောဗီယက်နမ်အစိုးရဖွဲ့ကဥဆောင်၍လူပေါင်း2 တန်းနီးပါးမျှတိဆုံးခဲ့ရသည်အငဲ့ဘေးကြီးဖြင့်ရင်ဆိုင်နေရချိန်တွင်ယခုကဲ့သို့ပြင်သစ်တို့နှင့်ဆစ်ဆက်ဆွေးနွေးရန်ဆုံးဖြတ်လိုက်ခြင်းသည်ရဲရဲရင်ရဲ့ခေါင်းဆောင်မှုပေးလိုက်ခြင်းပဲဖြစ်သည်ဤချိန်ခါမျိုးတွင်ရဲရင်ပြသသောခေါင်းဆောင်မှုကိုပေးနိုင်ပဲတကယ်ရုပ်ဝတ္ထုအခြေအနေနှင့်ကင်းကွာ၍လက်ဝဲလက်ရာသူဖေးရေးဝါဒနှင့်လူထုနောင်မီဆဲဝါဒများသာကျင့်သုံးမိပါကနေချက်သမားနှင့်ပောက်ပြန်ရေးသမားများ၏ထောင်ချောက်ထဲသို့ကားကနေကျသွားစရာရှိသည်အခုတော်မူနိုင်ငံတကာလှုပ်ရှားမှုအခြေအနေများနှင့်ပြည်တွင်းဖြစ်ပေါ်မှုရုပ်ဝတ္ထုအခြေအနေများကိုအမှန်အတိုင်းသုံးသပ်၍ရဲရင်ပြသသောလမ်းစဉ်ကိုချမှတ်ကျင့်သုံးခြင်းဖြင့်ခေါင်းဆောင်ကောင်းပိတာကြောင်းပြသခဲ့သည်ထိုအချိန်ကပြည်သူတို့နှင့်ဆစ်ဆက်သောလမ်းစဉ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချ၍ဟိုချီမင်းအားတိုက်ခိုက်ကြသူများတဲ့တွင်ဘာအိုတိုင်းလည်းအပါအဝင်ဖြစ်ခဲ့သည်ဘာအိုတိုင်းဆိုသူမှာဂျပန်များအစိုးစင်ကရုပ်သေးပရင်အဖြစ်ဂျပန်တို့အလိုကျလုပ်နေကြရမှာဗီယက်မင်းလူမျိုးရေးတပ်များကလက်နက်ကင်တပွဲဆင်းနေ၍အာဏာသိမ်းပိုက်ကြသောအခါရုပ်သေးပရင်ဘဝထက်လွတ်လပ်သောတာမန်ရသားအဖြစ်နေရသည်ကပိုရိပ်ကောင်းမွန်သည်ဟုဆိုကာထိနှံဆုံးခဲ့သည့်အရင်အနွယ်တော်ဟောင်းတူဦးပင်ဖြစ်သည်ဗီယက်မင်းတို့ကအာဏာသိမ်းပိုက်ခဲ့ပြီးလွတ်လပ်သောဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံထူထောင်လိုက်သောအခါသမ္မတကြီးဟိုချီမင်းသည်မြို့သားညီညွတ်ရေးကိုရှေ့ရှု၍အစိုးရအဖွဲ့အတွင်းသို့ဗီယက်မင်းခေါင်းဆောင်များပြင်အခြားမျိုးချစ်ပုဂ္ဂိုလ်များလူထုလူဒန်းစားအဖွဲ့အစည်းခေါင်းဆောင်များကိုပါထည့်သွင်းဖွဲ့စည်းခဲ့သည်။ဘာလို့တိုင်းသည်လည်းအစိုးရအဖွဲ့၏ထိပ်တန်းအကြံပေးရာရှိဖြစ်တာဝန်ပေးရခြင်းခံခဲ့ရသည်။ဤတွင်ဘာလို့တိုင်းသည်ပြင်သစ်တို့နှင့်ဆိတ်ဆက်ရေးလုပ်ခြင်းကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ရုံများမကရင်းဆိတ်ဆက်ရေးနှင့်ပတ်သက်သည့်လုပ်ငန်းမှန်သမျှတွင်လည်းလုံးဝပါဝင်ခြင်းပြုပဲအသိမှောက်နေခဲ့သည်။ဆိတ်ဆက်ရေးလမ်းစဉ်ချမှတ်ပေးခဲ့သည့်ဟိုချီမင်းအားလည်းရစရာမရှိအောင်ပုတ်ခတ်ဆွဆွဲခဲ့သည်။သို့သောတိုက်ပြည်နှင့်လူမျိုးအတွက်ကိုကျုံးဖက်ပဲတစ်တလုံးရုန်းကန်တိုက်ခိုက်လာခဲ့သောဟိုချီမင်းသည်သူ့ယုံကြည်ချက်အတိုင်းရဲဝံပြတ်သားစွာလှုပ်ဆောင်ခဲ့၍ပြင်သစ်ဗီယက်နမ်စစ်ဆက်ရေးစာချုပ်ချုပ်ပြီးတဲ့နေ့တိုင်နဲ့ဘာအိုတိုင်းသည်အနိုင်မှအပြေးပိုင်ထွက်ခွာသွားပြီးဟောင်ကောင်မြို့တွင်တွားရောက်နေထိုင်ခဲ့သည်ဤဘာအိုတိုင်းသည်ခြားသူမဟုတ်နောက်အခါခုခံရေးစစ်ပွဲကာလ1949 54ခုနှစ်အတွင်းပြင်သစ်တို့နှင့်အတီးလင်းပူးပေါင်းခဲ့၍ဒိမီဖုတိုက်ပွဲတွင်ပြင်သစ်တို့လက်နက်ချပြီးနောက်ပိုင်း1954 55ခုနှစ်အမေရိကန်တို့ကျူးကျော်ဝင်ရောက်လာသောအခါဗီယက်နမ်တောင်ပိုင်း၌အဓိပတိဖြစ်ဆောင်ရွက်ခဲ့သည့်ဘာအိုတိုင်းပင်ဖြစ်သည်။ထို့နေ့ပင်ဟိုချီမင်းသည်ပြင်သစ်တို့နှင့်ဆိတ်ဆက်ရေးကိုရဲဝံ့စွာပင်ဆောင်ရွက်ခဲ့သည်။ထို့နောက်1946ခုဧပြီလ17ရက်နေ့တွင်ဗီယက်နမ်တောင်ပိုင်းဒါလက်မြို့တွင်ဗီယက်နမ်အစိုးရနှင့်ပြင်သစ်ကိုယ်စားလှယ်တို့နှစ်ဦးနှစ်ဖက်တွေ့ဆုံ၍မလ6ရက်နေ့သဘောတူညီချက်များကိုလက်တွေ့အကောင့်ထဲပေါ်ရန်ဆွေးနွေးညှိနှိုင်းကြသည်။သို့သောရင်းပြဿနာများကိုပြင်သစ်ပါလီမန်သို့တင်ပြရန်ရှိနေသည့်အပြင်ထိုအချိန်ကစစ်ပြေးကာလပြင်သစ်နိုင်ငံရေးမှာလည်းဒီတစ်မျိုးညာတစ်မျိုးပြောင်းလဲနေသည်ဖြစ်ရာနောက်ဆုံး၌ဗီယက်နမ်အစိုးရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ပြင်သစ်နိုင်ငံသို့တွားရောက်ရန်ဆုံးဖြတ်ခဲ့ကြသည်အဆိုပါဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ကိုဗန်နာရေးဝန်ကြီးဟန်ပန်တောင်းကပင်ခေါင်းဆောင်၍တွားရောက်ရန်စီစဉ်ခဲ့ကြသည်သို့သောပြင်သစ်နိုင်ငံရေးရက်ကွက်ပြင်သစ်အစိုးရအဖွဲ့နှင့်ပြင်သစ်လူထုအတွင်း၌အခါကဥယျာဉ်အိုက်ကိုဟူသောအမည်ဖြင့်ပြင်သစ်တွင်နေခဲ့ဘူးသောဟိုချီမင်းကိုယ်တိုင်လိုက်ပါနိုင်ရင်ပို၍အဆင်ပြေပွေရာရှိသည်ဟုယူဆကာသမ္မတဟိုချီမင်းသည်နိုင်ငံချစ်ကြည်ရေးအတွက်လိုက်ပါရန်ဆုံးဖြတ်ခဲ့သည်။ထိုနေ့ပင်ပြင်သစ်နှင့်ရေစက်မကုန်သေးသောဟိုချီမင်းသည်1946ခုနှစ်မေလ30ရက်နေ့တွင်ပြင်သစ်နိုင်ငံသို့လေကြောင်းခီးဖြင့်စတင်ထွက်ခွာလာခဲ့ရသည်။ထိုနေ့ကမိုးရွာနေသဖြင့်ဟိုချီမင်းသည်လေရင်ပေါ်သို့အတက်တွင်စစ်အင်ဂျီအညိုရောင်ကျုံးနစ်ကိုကောင်းပေါ်တွင်ခြုံ၍လေရင်ကွင်းထဲသို့လာခဲ့ရသည်။လေရင်ပေါ်တွင်မူပြင်သစ်ဗိုလ်ချုပ်ကြီးတဦးဖြစ်သည့်ဗိုလ်ချုပ်လက်ဆန်းဆိုသူလိုက်ပါလာသည်ဗိုလ်ချုပ်လက်ဆန်းသည်ဗိုလ်ချုပ်လက်လက်နှင့်အတူ
မလ6ရက်သဘောတူညီချက်မူကြမ်းရေးဆွဲစဉ်ကပါဝင်ခဲ့သူတူပဲဖြစ်သည်1946ခုနှစ်ဇွန်လ1ရက်နေ့ညနေပိုင်းတွင်ဟိုချီမင်းကောင်းဆောင်သည့်ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့စီးနှင်းလိုက်ပါလာသောလေယာဉ်သည်ဆီးရီးယားနိုင်ငံပေါ်တွင်ညှဉ်းသားစွာပြန်တန်းလျက်ရှိသည်လေယာဉ်ပေါ်မှအောက်သို့ငုံကြည့်လိုက်ပါကအရှေ့လေပိုင်းဒေသ၏စီးစာချိန်တွင်စိတ်မုံငွေမုံများခင်းထားပြီးကဲ့သို့တဖိတ်ဖိတ်တလက်လက်တောက်ပနေသောတဲကန်နာယာကြီးကိုမျက်စိတစုံမြင်နေကြရသည်ဤချိန်မှာပင်ဟိုချီမင်းနှင့်တကွဗီယက်နမ်ကိုယ်စားလှယ်များသည်လေယာဉ်ပေါ်ရှိရေဒီယိုမှတစ်ဆင့်မင်္ဂလာမရှိသောသတင်းတစ်ခုကိုကြားလိုက်ကြရသည်ရင်းသတင်းကအခြားမဟုတ်ပြင်သစ်ရည်တပ်ဗိုလ်ချုပ်ဘာကျင်လူ၏ညွှန်ကြားချက်အရဗီယက်နမ်တောင်ပိုင်းတွင်ဆိုင်ကုန်မြို့ကိုဗဟိုပြု၍ကိုချင်းချိုင်းနာသမ္မတနိုင်ငံထူထောင်လိုက်ပြီဟုသောသတင်းပင်ဖြစ်သည်ဟိုချီမင်းသည်ဤသတင်းကိုကြားရလင်ကြားရခြင်းအံ့အားအသင့်ကြီးတင်ကာစိတ်ထဲတွင်ဇေယျစွာဖြစ်သွားမိသည်အထူးသဖြင့်မိမိတို့ကိုယ်စားလှယ်အဖွဲ့ပြင်သစ်သို့ထွက်ခွာလာခဲ့ပြီးနောက်တစ်နေ့မှာပင်ယခုကဲ့သို့ဗီယက်နမ်တောင်ပိုင်းကိုတီးတန့်ခွဲ၍သမ္မတနိုင်ငံအဖြစ်တည်ထောင်လိုက်ပြီဟုကြေညာလိုက်ခြင်းသည်မိမိတို့၏စစ်ဆက်ရေးကိုတမင်ဖြစ်လို့ဖြစ်စီလှုပ်ချင်းပင်ဖြစ်သည်ဟုယူဆကာအကြီးအကျယ်မကြေမနက်ဖြစ်သွားမိသည်ထို့အပြင်မိမိတို့စီးလာသောလေယာဉ်သည်ပြင်သစ်နိုင်ငံပဲရစ်မြို့တော်သို့ဓာတ်ရိုက်မပြန်သေးဘဲဗလာဒီမြို့တွင်ရနာမည်ဟုသိရသောအခါပို၍အသင်္ကာစရာဖြစ်လာမိသည်တို့ဖြင့်ဗိုလ်ချုပ်လက်ဆန်းအားမေးမြန်းကြည့်သောအခါဂျွန်လ2ရက်နေ့တွင်ပြင်သစ်တနိုင်ငံလုံးထွေထွေရွေးကောက်ပွဲကြီးကျင်းပမည်ဖြစ်၍ရင်းရွေးကောက်ပွဲအပြီးအစိုးရသစ်ဖွဲ့စည်းပြီးမှပဲရစ်မြို့သို့ဆက်လက်သွားမည်ဖြစ်ကြောင်းယခုလောလောဆယ်ဗလာဒီမြို့တွင်ရနာ၍အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီးသည့်အထိစောင့်ဆိုင်းနေကြပါရန်စီစဉ်ထားကြောင်းများကိုသိလိုက်ရသည်ဗလာဒီလေဆိပ်သို့ရောက်သောအခါပြင်သစ်ကိုယ်စားလှယ်စိတ်တည်နေကအဆင်သင့်စောင့်ကြနေသည်ကိုတွေ့ရသည်ပြင်သစ်တို့နှင့်စိတ်ဆက်ဆွေးနွေးရေးတစုံတရာအကောင့်ထဲပေါ်ပြီး1946ခုနှစ်ဇန်နဝါရီလထွေထွေရွေးကောက်ပွဲကြီးပြည်တွင်ဟိုချီမင်းသည်ပြင်သစ်ပြည်ပဲရစ်မြို့မှခုခံရေးသတင်းစာ၏အထူးသတင်းတောက်လက်စင်ဆိုသူအားလက်ခံတွေ့ဆုံခဲ့သည်ထိုစဉ်ကပြင်သစ်တို့နှင့်စိတ်ဆက်ရေးသဘောထားများကိုလက်စင်ကမေးမြန်းခဲ့ရာဟိုချီမင်းကအောက်ပါအတိုင်းအတီလင်းထုတ်ကြခဲ့သည်ကျွန်တော်တို့ဟာတိကျပြည်လည်မှုရအောင်လုပ်ချင်ပါတယ်လုပ်လဲလုပ်ရပါလိမ့်မယ်ဒါပေမဲ့ကျုပ်စကားကိုတော့ဆွဆွမြဲမြဲမှတ်ထားစေချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့နောက်ဆုံးတိုက်ပွဲအထိတိုက်သွားဖို့တနိဋ္ဌာန်ချထားတယ်ဆိုတဲ့အချက်ပဲမှန်ပြီဒီဟိုချီမင်းဒီနောက်ဆုံးတိုက်ပွဲအထိတိုက်ခိုက်သွားရန်တနိဋ္ဌာန်ချထားပြီးဖြစ်တယ်ဤနောက်ဆုံးတိုက်ပွဲဒီလည်းအောင်ပွဲခံရမည်သူများမှာမိမိတို့ဗီယက်နမ်ပြည်သူများသာဖြစ်သည်ဒါကြောင့်ဆိုတော့အမှန်တရားသည်မဟုတ်ချအောင်ပွဲခံရမည်ဖြစ်ပေသည်